X မှာတင်လာတဲ့ Canton Training Ground ကပုံတွေမှာသူ့ရဲ့ body transformation ကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ကမ္ဘာ့ဖလားနဲ့အားလုံးအာရုံများနေတဲ့အချိန်မှာ Benjamin Sheshko ကတော့သူဘာလုပ်နေလဲ။ကျွန်တော်2025သူရောက်ခါစားပုံနဲ့ရှင်းကြည့်လိုက်လို့ဆိုလို့ရှိရင်သိပါပါတယ်။ Oops ပုံမှားသွားတယ် sorry ပါ။ဘယ်သူရဲ့ lean ဖြစ်တဲ့ body structure အရာဒီ Premier League ရဲ့ physical builder တွေကိုသူတရားဒီလောက်ဆော့ပြီးမှဘာပြောင်းလဲဖို့လို့ဆိုတော့ကောင်းကောင်းသိသွားတယ်။သူ့ရဲ့နဲ့အခုပြောင်းလဲလာတဲ့ body နဲ့ဆိုလို့ရှိရင်တော့ Premier League difference တွေကိုသူကောင်းကောင်းအိမ်မက်ဆွေးပေးနိုင်တော့မှာပါ။ body bulk ဖြစ်လာတဲ့အတွက်ကြောင့်သူ speed နဲ့agility နဲ့ကျသွားမှာကိုလည်းစိုးရိမ်နေတယ်လည်းရှိနေပါတယ်။ Everton နဲ့ပွဲကိုမှတ်မိလားမသိဘူး။ Tarkowski ကိုလေ Queen လည်းနောက်ကနေနောက်မှချိန်ခိုင် war ဆိုပြေးလာတဲ့ speed ကြီးနောက်အလို Crystal Palace မှာနောက်ခံသူရှေ့ကိုကြော်တက်ပြီးတော့ခေါင်းဖြတ်တိုက်လိုက်တယ်ဆိုတော့ agility မျိုးပါဖြတ်လက်မှုမျိုးပေါ့နော်အဲ့လိုဟာမျိုးလေးတွေကိုပြောကြသွားမှာကိုလည်းစိုးရိမ်နေတယ်လည်းရှိနေပါတယ်မိတ်ဆွေတို့မြန်မာရောဒီ body transformation ကပုံမကောင်းတဲ့အရာတွေကိုယူဆောင်လာပေးနိုင်တယ်ထင်ပါ